အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ YouTube တို့ Facebook တို့သုံးတဲ့အခါမှာကျွန်တော်တို့မိမိဖုန်းထဲရဲ့ internet data ကိုရွှေ့တာပြီးတော့အသုံးပြုရနေဆိုတော့အခုကျွန်တော်ပြောပြတဲ့ setting လေးကိုပြောင်းပြီးတော့သုံးလို့ရပါတယ်ဗျာကျွန်တော်တို့ဒီမိမိဖုန်းထဲ internet data ကိုရွှေ့တာပြီးအသုံးပြုရတဲ့နည်းလမ်းလေးကိုလုပ်ဖို့အတွက်ကျွန်တော်တို့အရင်ဦးဆုံးဒီ Facebook ထဲကိုအရင်တွားရပါမယ်ဗျာကျွန်တော်တို့ဒီဗီဒီယိုလေးကိုမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးဆိုရင် subscribe လေးလုပ်ပြီးတော့အောင်လို့မေတ္တာရက်ခံပါတယ်ကျွန်တော်နောက်ထပ်တင်မဲ့ဗီဒီယိုတစ်လေးကိုကြည့်ရဖို့အတွက်ဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဗျာကျွန်တော်တို့အရင်ဦးဆုံး internet data ရွှေ့တာအသုံးပြုဖို့အတွက်ကျွန်တော်တို့ Facebook ထဲကိုရင်ဝင်လိုက်ပါ Facebook ထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့ဒီနေရာလေးကို profile နေရာလေးကိုကျွန်တော်တို့နှိပ်ဝင်ပေးရပါမယ်ဒီနေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့ဒီပုံမှာရှိတဲ့ဆက်သွားပုံစံ setting နေရာလေးကိုနှိပ်ပေးရပါမယ်ဒီနေရာလေးကိုနှိပ်ပေးရပါမယ်ကျွန်တော်ဒီထဲကိုနှိပ်ဝင်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ကျွန်တော်တို့ setting တွေကိုရောက်လာပြီးကျွန်တော်အပေါ်ဆွဲတင်ပြီးကျွန်တော်တို့ဒီနေရာမှာရှိတဲ့ကျွန်တော်ပြတဲ့နေရာလေးကိုနှိပ်ဝင်ပေးရပါမယ် media ဆိုတဲ့နေရာလေးကိုနှိပ်ဝင်ပေးရပါမယ်ဒီနေရာလေးကိုနှိပ်ဝင်ပေးရပါမယ်တို့ဒီထဲကိုနှိပ်ဝင်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့ဒီပေါ်မှာရှိတဲ့ဒီကောင်လေးကိုကျွန်တော်တို့ဒီအောက်ကိုရွှေ့လိုက်ပါဗျဒီနေရာလေးကိုရွှေ့ပြီးတော့ရွှေ့ပေးလိုက်ပါဗျရာကိုရွှေ့လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့ internet data ကိုကျွန်တော်တို့40%အထိကျွန်တော်ချော့ချပြီးတော့ကျွန်တော်တို့ဒီချော့ချပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ internet data ကိုမြန်မြန်နဲ့မကုန်လွယ်တော့ဘူးဆိုတဲ့သဘောမျိုးပါဗျဒါပေမဲ့ကျွန်တော်တို့ဒီကောင်ကိုပြောင်းလိုက်ချင်အားဖြင့်ကျွန်တော်တို့ဒီ Facebook ထဲမှာရှိတဲ့ကျွန်တော်ရုပ်ထွက်ကတော့နည်းနည်းလေးကျွန်တော်အရေးသွင်းနေညံ့သွားတဲ့ပုံစံမျိုးတော့ဖြစ်သွားပါလိမ့်မယ်ဗျကျွန်တော်တို့ဒီဗီဒီယိုတွေ Facebook ကဗီဒီယိုတွေကို download လုပ်တဲ့အခါမျိုးမှာဆိုတော့ကျွန်တော်တို့ဒီနေရာမှာမထားဘဲနဲ့ဒီနေရာလေးကိုပြန်ပြီးတော့ရွှေ့ပေးလိုက်ပါဗျကျွန်တော်တို့ဒီတိုင်းပဲရိုးသုံးမယ်ဆိုတော့ကျွန်တော်တို့ဒီဒုတိယနေရာလေးကျွန်တော်ရွှေ့ပြီးတော့သုံးခြင်းအားဖြင့်ကျွန်တော်တို့ internet data ကိုရွှေ့တာပြီးမှဖြစ်ပါတယ်ဗျကျွန်တော်တို့ဒါဆိုလို့ရှိရင် Facebook မှာကျွန်တော်တို့ internet ရွှေ့တာတဲ့ဒီလန်လေးပြီးပါပြီဗျကျွန်တော်နောက်ထပ်ကျွန်တော်တို့တွားရမှာကကျွန်တော်တို့ YouTube ထဲကိုနှိပ်ဝင်ပေးလိုက်ပါဗျ YouTube ထဲကိုနှိပ်ဝင်ပေးလိုက်ပါဒါကတော့ကျွန်တော် YouTube သုံးတဲ့အခါမှာကျွန်တော်တို့ YouTube ရဲ့ internet data ကိုရွှေ့တာပြီးအသုံးပြုတဲ့နည်းလေးကိုလုပ်ကြရမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်ဦးဆုံးဒီ YouTube ထဲကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာရှိတဲ့ profile နေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့ဒီအပေါ်မှာရှိတဲ့ဒီအပေါ်မှာရှိတဲ့ကျွန်တော်ဆက်သွားပုံစံနေရာလေးကို setting ပုံစံလေးကိုနှိပ်ဝင်ပေးရပါမယ်ပြီးတော့ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ဒီနေရာလေးကိုကျွန်တော်ပြတဲ့နေရာလေးကိုနှိပ်ဝင်ပေးရပါမယ် video quality perfect ဆိုတဲ့နေရာလေးကိုနှိပ်ပေးရပါမယ်ဒီနေရာလေးကို HD ပုံစံနေရာလေးကိုနှိပ်ပေးရပါမယ်ပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ကျွန်တော်ဆွမ်းနာကပြောပြတဲ့ဒီနေရာလေးကိုဒီကောင်လေးရဲ့အပေါ်မှာရှိနေရဆိုလို့ရှိရင်တို့ဒီနေရာလေးကိုရွှေ့ပြီးတော့သုံးပြုကြည့်ပါဗျဒီနေရာလေးကိုရွှေ့လိုက်ပါဗျဒီနေရာလေးကိုရွှေ့လိုက်ခြင်းအပြင်ကျွန်တော်တို့ YouTube သုံးတဲ့အခါမှာ internet data ကိုချော့ချပြီးတော့ကျွန်တော်တို့အသုံးပြုရတော့မှာဖြစ်ပါတယ်ဗျဒါပေမဲ့ကျွန်တော်တို့ဒီ YouTube သုံးပြီးတဲ့အခါမှာကျွန်တော်တို့ YouTube ကထွက်လာတဲ့ရုပ်ထွက်လေးတွေနည်းနည်းလေးအရေးသွေးလေးနည်းနည်းညံ့တော့မှာဖြစ်ပါတယ်ဗျဘယ်လိုဖြစ်ဖြစ် internet data ကျွန်တော်တို့ဘယ်လိုဖြစ်အကုန်တက်တာပါလိမ့်မယ်ဗျကျွန်တော်တို့ YouTube ဗီဒီယိုတွေကို download လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ဆွမ်းကကျွန်တော်ပြောပြတဲ့ဒီပုံမှန်နေရာလေးမှာပဲကျွန်တော်တို့ပြန်ထားပြီးတော့အသုံးပြုလို့ပြန်ထားပြီးတော့ကျွန်တော်တို့ download ဆွဲပါဗျကျွန်တော်တို့ရိုးပဲကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ဒီနေရာလေးကိုထားပြီးတော့အသုံးပြုလို့ရပါတယ်ဗျဒါဆိုလို့ရှိရင်ကျွန်တော်တို့ internet data ကိုပုံမှန်ထက်ပိုပြီးတော့ရွှေ့တာပြီးသွားပါလိမ့်မယ်ဗျအားလုံးပဲစီမံကြပါလိမ့်ဗျနောက်ထပ်လည်းကျွန်တော်ဗီဒီယိုလေးတင်ပေးသွားပါမယ်ဗျ